မျက်နှာစိမ့်ဓမြများလှေပေါ်တက်လာတာမြင်ကျမမေကအမလီနားမှာပန်းထားတဲ့နဂတ်ကလေးတတ်ပါအောင်ဖြုတ်ဆတ်ဆိုငပီအိုးတဲ့ထည့်ပြီးမြုပ်ထားပြုံးငင်းနေဆိုတော့ဓမြငပီအိုးတဲ့နဂတ်မြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဒါပေမဲ့ဓမြကလည်းအကင်းပါတယ်လှေပေါ်တက်လာတဲ့တပြိုင်တည်းကျမအမေနားကိုအရင်လှမ်းကြည့်လေတကြီးကတော့ခမရနရွက်ဖျားတွေဖြူးနေပါလားဧကနနဂတ်အခုမှချွတ်လိုက်တာထင်နေတော့မဟုတ်ရပါဘူးတော်တို့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပေးလိုက်ရပါရောလားတိုင်းပြည်တဲ့မလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှာဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေတကြီးကတော့ခမည်းဘာစကားပြောတာလဲကျုပ်တို့များအနှုတ်ဆုတ်ကုန်းဆုတ်ဓမြများအောက်မေ့နေလို့လားမအောက်မေ့ရပါဘူးတော့လက်နက်ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနှုတ်ဆုတ်ဂုတ်ဆုတ်ဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော့ရာဟုတ်နဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းအတူတူပါတော့တဲ့ကျမအမေကတော့ဓမြရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပြီပေါ့အဲ့ဒီလိုကျမမိပါတယ်မှာလေတန်းလှိုင်းတန်းတခိုးဓမြတန်းခံခဲ့ရရုံနဲ့မကဘူးဆက်နှက်မှုမင်းတိုင်းတန်းဆိုတာလည်းခံခဲ့ရသေးတာကျမအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့အိုစာမင်းစာတဲ့အိုစာညီစားစရာမရှိရင်ကိုယ့်ကိုပလက်လန်အိတ်နေအေးအေးနေလို့ရသေးတယ်တော့တဲ့မင်းစာများအေးအေးကိုနေလို့မရတာတော့တဲ့ညီစဉ်းစားကြည့်စမ်းမအောင်အေးတဲ့ဟောဒီကိုတိုင်းပြည်ထဲမှာသူ့ဘာသူတဘာဝအလျောက်စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာညီနဲ့ကိုစိုက်ချင်တဲ့စိတ်ကန်းရဲရဲစိုက်ဝင်တာမဟုတ်တော့တဲ့လေစိုက်လိုက်တာနဲ့တပြိုင်တည်းစိတ်ကန်းကောင်ကဆင်းကောက်တာကျမတို့ခေတ်လည်းမထူးပါဘူးနော်ကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားခြင်းလဲနော်သွားခြင်းတဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်လမ်းကိုဖြောက်မြောက်သွားရတယ်မရှိဘူးဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတယ်တလန်းလုံးနတ်ဆက်နေရတဲ့အတိုင်းပဲနော်ကျမကြားဘူးတာတော့ပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလမ်းခင်းတဲ့စရိတ်ကြေပြီဆိုလို့ရှိရင်အဲ့ဒီဂိတ်ကိုပိတ်သိမ်းရတယ်တဲ့ကျမတို့တိုင်းပြည်ထဲမှာတော့ဂိတ်ဓမ္မတစ်ခါမှမတွေ့ဘူးဂိတ်တွေပဲပွားလာတာဂိတ်ပွားတွေအဲ့ဒီလိုကျမမိပါတယ်မှာဒီအေယာဝတီမြစ်ကြီးထဲမှာလှေနဲ့တက်နဲ့လောက်ကင်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အေယာဝတီကိုချစ်မြတ်နိုးကြပါတယ်ဆိုရင်ကျမတို့မိသားစုကများများကြီးပို့တော့မှာပေါ့ရှင်နွေအေယာဝတီမိုးအေယာဝတီဆောင်းအေယာဝတီဥရုသုံးပါးစလုံးမှာအေယာဝတီမြစ်ကြီးပေါ်မှာအညာဆန်လှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားနဲ့ရွေ့ခဲ့ရတာပါအညာဆန်လှေကြီးပေါ်မှာပဲဘဝရဲ့တဝက်စာကုန်ခဲ့ရတယ်အေယာဝတီနဲ့ရေကိုကျမအမေကတည်တာပေါ့လှိုင်းကောင်းဖြူထတဲ့တောင်လေလှန်လို့မြစ်ကအကြီးလန်နေမိုးစနေလေယာဟုမိုးဆိုရင်စနေတောင်းကလာတတ်တယ်ယာဟုတောင်းကမှိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိမ့်မယ်မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလင်းပြီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်နေရွက်မရှင်းဘူးဒီကနေ့နေတုံးတာတဲ့တော့ညနေကျတော့အေကန်လေကျလိမ့်မယ်ကျမအမေကတတ်အပ်ပြောနိုင်တယ်တကယ်လဲအမေခံမန်းတဲ့အတိုင်းပဲညနေကျရင်လေကျလာတာပဲရေစကိုင်းလှိုင်းပကန်းအေယာဝတီမှာရေပန်းနေထတဲ့အေယာဝတီလေလူးလို့လှေမူးပြီဆိုလို့ရှိရင်မင်းဝင်တောင်ဝေ့ကိုလှေကြီးကိုခေါင်းခွေပြီးတော့တလေခိုရတယ်လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာဆန်လှေခေါင်းခွေပြီးတော့လေခိုရတဲ့ဘဝတွေစီးတိမ်တောင်ပါးကိုရောက်တော့ထိုးဝါထောက်ရတယ်မြည်ရည်ဒီတိုက်ပြီးတိုးပြီးဆိုလို့ရှိရင်ကျမအဖေကကျိုးဆွဲပြီးဆန်ရတယ်ပေါ့လေလေးပြက်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့နော်လုပ်ငန်းတွေရှားပါလို့ဝင်ငွေမရှိဘူးဆိုရင်ကလပဲတဆုပ်ကိုရေနဲ့နာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေကြရဟောဒီလိုသွားရင်လာရင်အခင်းကိုတွေ့လို့ရှိရင်ငရုတ်ခင်းခရမ်းခင်းချင်မောင်ခင်းတက်ပြီးခူးကြတယ်လေသမားတွေကအခင်းရှင်မရှိဘူးဆိုရင်တအိုးစားတ
တနက်ချက်ကျွတ်တို့ကိုစွန့်ကြဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ကိုရီမှန်းပြီးတော့ခွန်တောင်းပြီးတော့မှဒီချင်မောင်နေကစွန်းတွေကိုခူးကြရတယ်လှီးလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်စီးတာတဲ့တောင်ကြီးမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတာလို့အေးစစ်စစ်ငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလှေမော်တော်တွေမှာလေချောင်းပြောက်ပြတတ်ထားတဲ့တကွန်တွေပေါ့ဟိုးအောက်ပြီးအောက်ရာကိုစုံသွားတဲ့လှေတို့သားကျမအဖေဟာအညာကိုပြန်ဆန်ခြင်းပဲလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွက်တိုက်ရမှာဘူးအဲ့ဒီရွက်ကြီးနဲ့တလားရွေ့ပြီးလာမှကုံကြီးနဲ့တူနိုင်မှာပေါ့ဒီကုံတွေအပြည့်နဲ့လှေကိုကျမအဖေကမထိုးနိုင်ပါနော်ဒါကြောင့်မလို့စီးတာတဲ့တောင်ချင်းမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့လေတို့သားရဲ့တန်ဝါကြောင်ကြီးနဲ့ဆိုလိုက်တဲ့အတန်ရဲ့နောက်မှာဘဝတွေအတိတ်ပဲတွေအများကြီးပါပါတယ်ကျမတို့လှေအောက်ဘိုးကလေးကြိုက်လက်ထိရောက်ဟိုးအထက်ဆိုရင်ဗမောကတာဆေဖို့မြစ်ချင်းတွေထိစုံကြီးစံကြီးနဲ့အေယာဝတီကိုကူးလူးနေရတော့ကျမအဖေကကြာတော့အေယာဝတီကိုတော့အားနာတဲ့ညအိယာဝင်တိုင်းကျမမိဘများဟာမေတ္တာပွင့်ကျေးဇူးလေးတီးလိုက်ပြီဆိုရင်အေယာဝတီကိုမေတ္တာပို့တယ်အေယာဝတီကိုပါထည့်ပြီးမေတ္တာပို့အေယာဝတီမြစ်ကြီးတက်တော်ရကြောရှေပါစေပေါ့ရှင်အခုတော့ကျမအဖေလေတကြီးလည်းမရှိတော့ပါဘူးကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝက်မိုင်းစင်လေးအောင်မှာကျမအမေကဒူကောင်းနှလုံးကိုထောင်းစိတ်ပရိစိတ်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာဆန်းလှေကြီးလည်းမရှိတော့ပါဘူးလှေလို့ပြောပြီးဆိုရင်ဟောတာကဦးတုံဟောတာကပဲ့တုံဟောတာကပရိလိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပန်းကျမတို့ကသိတယ်အေယာဝတီမြစ်ကြီးထဲမှာလှေကြီးတစ်စင်းဆန်တက်လာပြီဆိုရင်အဲ့ဒီလှေကြီးဟာမန်းလက်လားအေယာဝတီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်နော်ဒီကနေ့ခေတ်မှာအေယာဝတီဆိုတဲ့အတန်ကြီးညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်နေစမ်းမအောင်ငါသမီးရဲ့အဲ့ဒီတို့အေယာဝတီမြစ်ကြီးကဘယ်သူပိုင်တဲ့မြစ်မို့လို့လဲအေးအမေကလည်းသမီးတို့နိုင်ငံကပိုင်တာပေါ့အမေရဲ့ဟဲ့တို့ပိုင်တဲ့မြစ်လို့သာပြောတယ်ငါတို့မြစ်မကိုမရလို့လှုပ်ချင်နိုင်မလှုပ်ရလို့တိုင်းတစ်ပါးသားတွေကစိတ်ဆိုးနေကြဆိုအေးမဟုတ်ရပါဘူးအမေရဲ့မြစ်ဖြားမှာဆယ်ဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါအလို့တော့ဒင်းတော့ဘယ်နဲ့ကြောင့်တို့တိုင်းပြည်တဲ့ဝင်ပြီးလူဘာဝရတာတဲ့တို့တိုင်းပြည်လဲမိမဲ့လင်းယူသူလိုဖြစ်နေပါပြီကျမအမေကပြောရင်ပုံတို့ပတ်စလင်းလို့ပါလွန်းတော့ကျမမေးကြည့်ရတာအမေရဲ့မိမဲလင်းယူသလိုဆိုတာဘာကိုပြောတာတော့အမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းကကြီးခိုင်းတဲ့အနာတွေအများကြီးပဲဝဲတယ်ဆိုတာတကောလုံးအချစရာမရှိဘူးကြီးခိုင်ဆုံးသွားတော့မိမဲကနောက်လင်းယူတယ်လေနောက်လင်းကအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နှစ်ပိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလားဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြည်လဲအဲ့ဒါလိုဖြစ်နေပါပြီဒါကတော့အမေရဲ့သူ့အကျွေးရှိလို့ဆက်ရတာနေမှာပေါ့အမေရဲ့ဒင်းတို့ကများတို့တိုင်းပြည်လဲလာပြီးဒီတတိမှုတ်လောက်ကတော့ဘယ်ထမ်းမင်အောက်ကကောက်ရတယ်လို့များမှတ်နေသလားအေးတို့ပြောပါအမေရဲ့ကြားသွားပါဦးမယ်အမေညီကဘသူကြားမှာဆိုတာတော့ညီတို့အဲ့ဒါလိုကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှင်လိုက်မယ်ဘာမှတ်တယ်လို့အခုလဲတောင်ရရှင်တွေကိုမြောက်ကနှင်းနေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါအဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးကသူချစ်တဲ့အေယာဝတီကိုထိလာတော့အသေးဆက်တုံရတက်ဆက်တုံမှာပေါ့အေယာဝတီကိုဘဝလုတ်ခဲ့ရတာကိုကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားဟုတ်သေးပဲမြစ်ကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလှေပြန်ဆန်လာတော့လှေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေ
လေရွာစိတ်ကန်းကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့အဲ့ဒီမှာလေဦးထိတ်ကနေလေကိုနော်မျောတိုင်းကြီးကိုကွဲတက်ပြီးတော့ခေါင်းကြီးထောက်ပြီးရက်နေတဲ့လူကြီးကိုကျမလှမ်းပြီးမြင်လိုက်ရကျမကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးကစုပ်ဖွားကြီးနော်သပင်ဟာစီးတဲ့ဝေးပြီးချောက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲ့သီးတွေကလည်းအဖီးတွေနဲ့အင်ကြီးမပါဘူးပစိုးရုပ်ကတောင်းကြိုက်ထားလို့ပစိုးထုခွင်းကိုဆက်လွယ်တိုက်ထားတာလေဦးထိတ်မှာမမကြီးရက်နေတယ်ဘလူကြီးတစ်ခေါက်လို့တော့ကျမထင်သွားလိုက်သေးတာအဖေကပြောတယ်သူခေါ်လာတဲ့လှေတိုးသားအဲ့တော့ကျမအမေကအောက်နာပေါ့တော်ကလည်းတော့ကိုကမှရေထဲမိုးတဲ့လုတ်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခွန်းပဲပြောပါတယ်ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ तू ကပိုးဆင်းရဲရှာလို့ခေါ်လာတာပါကွပြောတဲ့အခါမှာကျမအဖေကမေကလည်းဘာမှမပြောတော့ပါဘူးအဲ့ဒီလူကြီးရဲ့နာမည်ကဦးတန်ခဲတဲ့ကျမတို့ကတော့ဘိုးတန်ခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ကစပြီးတော့ဘိုးတန်ခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲ तू ပိုးစရာရှိတော့လဲ तू ထင်းပေါက်စရာရှိတော့လဲ तू ကုန်းတင်စရာရှိတော့လဲ तू ရေပတ်စရာရှိတော့လဲ तू အားလုံးတိမ့်ကြုံလို့တော့ကျမအမေကတော့အားနာလာရကိုတန်ခဲရဲ့နားပါအောင်တော့ရော့ထညက်ကလေးနဲ့ရင်နွေးချမ်းလေးနဲ့တောက်လိုက်ပါဦးဘုဒ္ဓငယ်ရမနာမနေလို့ကျမတို့ကကြောက်ပိတ်လို့လှေပေါ်ကိုလိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာဦးဘုဒ္ဓငယ်ရကျမတို့ထမင်းလဲခူးကျွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလုတ်ပြီးပေးတယ်လှေစားနေတဲ့အချိန်မှာဆိုရင်သူ့အမြဲတမ်းစလွယ်တိုက်ထားတဲ့ရေစနုပ်ပစိုးကြီးကိုလိတ်ပြီးဆင်ကြီးလို့ကျမတို့ကသူ့ကြောပေါ်ကိုခွစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်နှမတွေကိုသူကထိန်းခဲ့တာပေါ့သွေးမတော်သားမဆက်နဲ့ကျမတို့မိသားစုကိုလှုပ်ကြွေးခဲ့ကျမအဖေကအမြဲတမ်းဘုဒ္ဓငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးဟာတဲ့တကယ်ကြုံကောင်းကြီးတယောက်ကငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီးပြောတာမဟုတ်ဘူးသူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးပေးတုံးအောက်ကဖားများလို့တုံးပေါ်ကိုတင်လို့မရတုံးအောက်ပြန်ဝင်တာပဲသူဟာကြုံကောင်းကြီးတယောက်ပဲမြင့်နဲ့ထင်းတဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘုဒ္ဓငယ်ကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတစ်ခုရှိခဲ့မှုပါတယ်ကျမတတ္တရာတန်းလုံးက9နှစ်10နှစ်သမီးတို့တတ္တရာတန်းလုံးကကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကတောင်ပြင်မှာလှေလွန်းတင်တယ်ဆိုတာလှေကိုပြုတ်ပြင်ဖာထေးတာပေါ့ကားများဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့အချိန်ခါမှာအရှိဘက်ဂေါဝိတ်စိတ်ကန်းအငိမ့်ပွဲကစိုက်နှံဘုံတန်တွေကဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိယောင်တွေကလည်းလင်းထိန်နေတော့ကျမကလေးပြီးပွဲကြည့်ချင်တော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါကျမတကြီးကြီးနဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်တော့ကျမပွဲလည်းမကြည့်ရဘူးအရိုက်လည်းခံရတယ်ဆိုတော့ကျမငိုးယူပြီးတော့လေးလွန်းတင်ထားတဲ့အောက်ကကွတ်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပျော်သွားတစုံတစ်ယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမတိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက်အဲ့ဒါဘာတူလဲဆိုတော့ဘုဒ္ဓံခဲကြီးပေါ့ကျမကိုသူ့နှခမ်းကိုလက်ညှိုးနဲ့ကန်လက်ဖြတ်ပြီးအတန်မထွက်နဲ့နော်ကျမလည်းတိလိုက်ပါတယ်သားလေးငုတ်တို့ထိုင်ပြီးဘုဒ္ဓံခဲကြီးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြန်မာခြီထားတဲ့လက်လော်လေကလေးပေါ်ကိုကျမကိုတင်းဘုဒ္ဓံခဲကြီးကနောက်ကလှေလော်ပြီးအရှိဘက်ဂေါဝိတ်စိတ်ကန်းကအငိမ့်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကိုကျမကိုမုံနေဝယ်ကျွေးတယ်မိုးပြန်ဘူပေါင်းလေးတစ်လုံးကျမဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထားကျမခလေးဆိုတော့မမြင်ရတော့သူ့ကုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ပွဲပြခဲ့ကျတော့ကျမခလေးပြီးအိပ်ပျော်သွားတာပေါ့အိပ်ပျော်သွားတော့သူ့ဆလွယ်တိုင်းထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထားကျမအတန်ဖလာနေကြတော့လန့်လို့သွားကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီကျမအဖေရဲ့အတန်ကျမကြားလိုက်ရပြီခမည်းတော်စဉ်းစားညာနေတဲ့လူပဲကျတို့ဘလောက်တောင်စိတ်ပူနေမလဲခမည်းမတွေးမိဘူးလားသူ့အမေဆိုရင်တက်သွားလို့သူရိုက်မိလို့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟောဒီလေလေးပျောက်တာရဲ့ခမည်းပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခမည်းတော်စဉ်းစားညာနေတဲ့လူကျမဖေကဒေါသနဲ့ဆက်တုံဘိုးတန်ငယ်ကြီးကိုလက်သီးနဲ့ထိုးချလိုက်ဘိုးတန်ငယ်ကြီးဟာနောက်ကိုတစ်ချက်ရိုင်သွားတာပြန်ပြီးတော့ရှေ့မောင်မျက်နှာထက်ခံတယ်ထိုးပြီးခံလိုက်တယ်နောက်တစ်ချက်ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်နဲ့
မနေ့လေးတော့ဘိုးတန်ကဲရဲ့မျက်နှာကြီးကတချမ်းကြီးညို့လို့ဒါပေမဲ့ဘိုးတန်ကဲအပြုံးမပြတ်ဘူးကိုရင်ညိုအခုလိုကျုပ်ကိုလက်သီးနဲ့ထိုးလိုက်တာကျုပ်ကဖြင့်ဂျင်းနှပ်ပါဗျာကျုပ်ကလည်းကျုပ်ပဲဦးများများသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကျုပ်ကဘိုးညိုကဟောဒီလိုလက်သီးနဲ့မထိုးဘူးဆိုရင်ကျုပ်ကလက်ပြမလုံးဖြစ်အောင်မှာနောက်တစ်ချက်ထိုးလဲကျုပ်ကခံမို့အစ်စ်မှာပဲဗျာပြုံနဲ့စိတ်မဆိုးရှာဘူးနောက်ကျမ9 တန်းလောက်ရောက်တော့ကျမတို့ညာဆန်လှေအဖေကရောင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စက်တာမော်တော်တွေခစ်စားလာတဲ့အချိန်ခါမှာလှေကြီးကအလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှေကြီးကိုရောင်းပြလိုက်အဲ့ဒီလှေကြီးရောင်းလိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘိုးတန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့အခါဘိုးတန်ခဲကြီးခါတီးတီးပဲညင်းတယ်ကျုပ်ခမရတို့နောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူးဘိုးတန်ခဲကြီးဘာကြောင့်ကျမတို့ဒီလောက်ချစ်တာဘာကြောင့်ညင်းရပါသလဲကျမစဉ်းစားရကောင်းမှမသိခဲ့ပါဘူးဒီလိုနဲ့ဘိုးတန်ခဲကြီးနဲ့ကျမတို့ဝေးကြရဘိုးတန်ခဲကြီးကျမတို့ရောက်လိုက်တဲ့လှေပိုက်ရှင်များပေါ်ကျမတို့မန္တလေးစိတ်ကံကိုရောက်တဲ့အခါမှာဘိုးတန်ခဲကြီးကကျမတို့အိမ်ပေါ်တက်လာပြီးဖေးကိုနှိမ်နေပေးတယ်အိမ်မှာလှုပ်ရှားရှိတာတွေထင်းပေါက်စီးတွေတုတ်နှောင်းအကုန်လှုပ်ပေးတယ်ကျမကလည်းဒီလိုနဲ့10 တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့ဘိုးတန်ခဲကြီးနဲ့တွေ့တဲ့အခါတွေ့မတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘိုးတန်ခဲနဲ့ကျမမတွေ့တာတော်တော်ကြာသွားခဲ့ကျမအဖေလည်းဆုံးသွားခဲ့အဖေဆုံးပြီးတော့တက်လာလောက်ရှိတဲ့အခါမှာဘိုးတန်ခဲကြီးကျမတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျမတို့ကဘိုးတန်ခဲမှန်းတောင်မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျမအမေကအံ့ဩလို့မော့ကြည့်တယ်ဘိုးတန်ခဲကြီးကတော်တော်ကိုအိုဇနာကြနေရှာပြီနော်လွယ်အိမ်အဟောင်းလေးကိုခွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွလို့သူ့ပိုင်နာအဲ့ဒီလွယ်ကြီးလေးတစ်လုံးပဲအိမ်ကိုရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့အခါမှာကျုပ်ကိုရင်ညိုဆုံးတာကြလို့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တစ်ခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါတိတ်နေမကောင်းဘူးမင်းငါနားကိုလာပြီးပြုစုလဲပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းပြုစုပါမယ်လို့ဂတိပေးခဲ့တယ်ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီအတွက်ကျုပ်တာဝန်မကြည့်ဘူးဘုတန်ခဲရဲ့ဆွဆွနစ်နစ်ပြောတာပေါ့နော်အဲ့ဒီမှာတညအိပ်ပြီးမနေ့လင်းတော့ဘုတန်ခဲကြီးကသူ့ရဲ့လွယ်အိတ်ကိုကောက်ဆွတ်ပြီးတော့ပြန်မဲပြင်တော့အမေကကိုတန်ခဲရဲ့နေပါအောင်တော့လားတော့ကျုပ်တို့နဲ့နေစမ်းပါအောင်တော့ကိုကျုပ်တို့ကျွေးနိုင်တဲ့ဘောကရောက်ပါပြီတော့တူမတွေတော်မီးတွေလည်းအလုတ်တွေအကိုင်နဲ့ဖြစ်နေပါပြီကျုပ်တို့အိမ်မှာတစ်သက်လုံးနေပါလားတော့ကျုပ်လုတ်ကျွေးပါမယ်တော့လုံးမလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘိုးတန်ခဲကအမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက်ကဆောင်းယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်ခါညင်းလိုက်တဲ့အခါကျမဒီတခါတော့တွေးပြီဘုတန်ခဲကြီးဟာဘာကြောင့်တောက်ခါညင်းရပါသလဲကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါတီးတီးရှိရပါသလဲကျမဒီခါမှတော့ကျမတွေးပါပြီပြန်ငံပြီးတော့ဘုတန်ခဲကအဖေရဲ့ဓာတ်ပုံကြီးစီကိုတွားပြီးအဖေဓာတ်ပုံကြီးကိုမော့ကြည့်လက်အုပ်ချပြီးမျက်ရည်တွေကတွေးကြလာကိုရင်ညိုကြီးကျုပ်ကိုလက်သီးနဲ့ထပြီးထိုးပါအောင်လားဗျာခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှာမိမအသေးသားသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားရတကောင်ကျွတ်တမျက်နှာဘဝနဲ့ရွာတဲ့ကလူတွေကကျုပ်ကိုလက်ညှိုးဝိုင်းထိုးတဲ့ချိန်ပေါ့တန်ခဲဟာလူမဟုတ်ဘူးဘလူတန်ခဲခိုက်လို့သူ့ရဲ့မယားတွေသားသမီးတွေဆုံးပါရတာတန်ခဲဟာလူမဟုတ်ဘူးဘလူလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမည်းကရဲဝံ့ခမည်းလှေကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲကဘလူဆိုရင်ငါကရုပ်သေးဆင်ရောက်မကွာလို့ခမည်းလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတာလေကျုပ်ကျေးဇူးတင်လို့မဆုံးဘူးကျုပ်လူပြရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမည်းကလူအဖြစ်တိမှတ်ပြုပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တက်တက်မှာခမည်းတို့မိသားစုချမ်းသာအောင်လုပ်ပေးမယ်ဆိုတာကျုပ်တာနိုင်ထန်ချပြီးသားဒါပေမဲ့ခမည်းတို့မချမ်းသာခဲ့ဘူးကျုပ်လှုပ်လို့အမှောင်မကြောက်ပါဘူးရေနှချမ်းပြန်ကွဲပေစီကျုပ်လှုပ်ကြွေးမယ်ဒါပေမဲ့ခမည်းတို့ကျုပ်နဲ့နေခဲ့တဲ့တက်တက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမည်းတို့မော်တော်ဝယ်လိုက်တော့မှခမည်းတို့ခြောင်နေသွားတယ်မို့လားအဲ့ဒါဘယ်သူကြောင့်မှတ်တယ်လဲအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစာတာပါတယ်ဗျကျုပ်ကဆင်းရဲစာတာလက်ဘွားတွေတော့မကောက်ဘူးကြောကုန်းမှတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကူးနေတာဒါကြောင့်မို့လို့ခမည်းတို့ကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကူးမှဆိုလို့ခမည်းတို့လေရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာပေါ့အဲ့ဒါခမည်းတို့ချမ်းသာစေခြင်းလို့ခမည်းတို့နောက်ရောက်လိုက်တဲ့
လှေပိုင်ရှင်တွေကလည်းဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာ3ဦးတောင်ရှိပြီလက်ပြောင်းတာအဲ့ဒါကြုတ်ကြောင်ပေါ့ဘုဒ္ဓငယ်ကြီးပြောလဲပြောငိုလဲငိုကျမဒါကိုကြားတဲ့အခါမှာရင်ထဲမှာနားလာကျမကိုယ်တိုင်လည်းမျက်ရည်ကျမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓငယ်ကြီးကကျမတို့ဆင်းရဲတာဟာသူ့ကြောင့်သူ့ရဲ့ဆင်းရဲတွေကူးလို့သူ့ကြောင့်ကျမအဖေကတော့စက်တက်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးလှေကြောင့်တကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူးဘုဒ္ဓငယ်ကြီးအဲ့ဒီနေ့ကပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျမသူ့ကိုလုံးမတွေ့တော့ပါဘူးဘုဒ္ဓငယ်ကြီးဟာရိုးသားတယ်သစ္စာရှိသူ့ဘဝကိုသူနားလေတဲ့လောက်သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရခေါင်းမှမသိခဲ့ဘူးသူယုံယုံကြည်ကြည်ဆွဲဆွဲနဲ့ဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အစွဲကြီးကိုလက်မဖြုတ်လက်စုပ်မဖြီစရန်ကင်ဆွဲသွားခဲ့တယ်ဘုဒ္ဓံခဲကြီးကိုတစ်ခါတတိယရင်ကျမစဉ်းစားနေမိကြသူ့ကိုအဲ့ဒီအစွဲကြီးဘသူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြက်ပြရမှာလဲဘယ်သူတွေကရောတတ်နိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုဒ္ဓံခဲလို့ဆင်းရဲစာတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါသလဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေတို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါတယ်လေဆိုတဲ့အငုံစိတ်ကြီးနဲ့နေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါသလဲတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓံဂိတ်ရနှစ်ပေါင်းများစွာကျမကို6လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်းတော့ဝင်းဘိုးကြီးလို့တလုံးလွယ်သွားရတဲ့ဘုဒ္ဓံဂိတ်ကြီးဤတဲ့နာကြီးလို့ရင်နဲ့အမျှတလုံးလွယ်သွားခဲ့ရတဲ့ဘုဒ္ဓံဂိတ်ကြီးကတော့လှေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လားရှင်ဆင်းရဲခြင်းဟာကုသနာလားဆင်းရဲခြင်းဟာကဘာနာလားဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့ဒီလိုအငုံစိတ်တွေနဲ့နေရတဲ့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင်ဘယ်လိုပုဂ္ဂိုလ်ဘယ်လိုအဖွဲ့အစည်းတွေမှာတာဝန်ရှိပါတယ်လဲပရိသတ်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဘုရားရှင်ထံမှာဆုတောင်းတတ်ကြတယ်စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းမှကင်းလွတ်ငြိမ့်တည်ဖြစ်၍ဆုတောင်းနေုံနဲ့ပြည့်ရောတယ်လားဆုတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လုပ်ရမယ့်အလုပ်ကကိုယုံကြည်မှုတိဆောက်ဖို့ပါပဲကိုကျမတို့ယုံကြည်ရလိမ့်မယ်ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာနဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာဆိုတဲ့နေရာမှာကျမတို့ကစာရေးဆရာတွေဆိုတော့စာဖတ်ဖို့အမြဲတမ်းတိုက်တွန်းပါတယ်တမယိုးကြမဟုတ်ပါဘူးစာမဖတ်တော့ဘာဖြစ်တယ်လဲစာမဖတ်တော့ဘာမှမသိရဘူးပေါ့ဘာမှမသိရတော့ဘာဖြစ်လဲသွားတာပေါ့လူအားကြီးတွေဖြစ်သွားတာပေါ့အဲ့ဒီသွားတဲ့လူအားကြီးတွေကိုပို့ပြီးအနိုင်ကျင့်လို့ကောင်းပါတယ်